ဧကရစ်မင်းမြတ်အရှင်မြတ်ကြီးပါထိုအရာကဘာလဲဘာကိုကြောက်နေတာလဲကျွန်းလေးတစ်ကျွန်းပဲရွှေတောင်ငွေတောင်ဖြစ်လာမှာမဟုတ်ဘူးဒါတကယ်ကိုကျွန်းပဲဧကရစ်မင်းမြတ်ထိုသင်္ဘောကဘာသင်္ဘောလဲတတိပေးချက်ရှေ့ဖက်ရေရင်တက်သည်ကိုကျွန်းပိုင်ရေပိုင်နဲ့တွင်းသို့ဝင်ရောက်နေပြီဖြစ်သဖြင့်လက်နက်ချပြီးရက်တန့်သွားပါကျမုတ်ဤဒိုင်းခံမင်းဆက်ကြီးပြတ်တော်မီစောက်ရှောက်မင်းသားအိမ်တော်သားအပေါင်းတို့နာခံကြလော့ဖျားရှင်ဤအမိန့်တော်အရဧကရစ်မင်းမြတ်ဤအမိန့်တော်မှာစောက်ရှောက်မင်းသားလူကျင့်နံသည်ပြင်ပရန်သူများနှင့်ပူးပေါင်းကာနေဆက်စစ်တပ်နှင့်လူဝက်ဆက်သွယ်ခဲ့သည်ရင်းဤဘိုးဘေးများတွင်နိုင်ငံတည်ထောင်ရေးတွင်ကျေးဇူးတော်ရှိသည်ကိုထောက်ထားသဖြင့်မျိုးဆက်ကိုကိုမြတ်ချင်းကတီးမခံနိုင်သောကြောင့်တေတံမှအထူးလွတ်ငင်းခွင့်ပေးသည်ယနေ့မှစ၍လူမျိုးစုတစ်ခုလုံးကိုကျွန်းသို့ပြည်နှင်တန်စေလွတ်မည်ဒါမဖြစ်နိုင်ဘူးအရှင်သခင်နေဆက်ကိုအနှစ်30စောက်ရှောက်ခဲ့တာဒိုင်းခံကိုဘလို့တစ္ဆာဖောက်နိုင်မလဲတခြားသူတွေပြန်လာကြတဲ့အခါမင်းသားတွေဒါမှမဟုတ်အမွေစားတွေကြီးပဲငါကတော့ကောင်းကောင်းကြီးပြန်လာပြီးကျွန်းလွတ်ကျွန်းပေါ်ရောက်သွားတယ်ဧကရစ်မင်းမြတ်ဘာကြောင့်ကျွန်တော်ကိုဒီလိုဆက်ဆံတာလဲလူမင်းကြီးကျွန်တော်တို့ကအမိန့်တော်ကိုဆောင်ရွက်နေတာပါအရှင်မအပြစ်မရှိရင်ကိုကျွန်းရောက်ရင်ပင်လယ်လေးကိုဖြည်းဖြည်းချင်းရှောက်လို့ရပါတယ်လူတွေအားလုံးကိုခေါ်သွားစင်းအားလုံးစင်းကြပြီးဒါအကုန်ပြီးပြပြီဒီနေရာမှာစပားတော်မရှိဘူးငါတို့ဘလို့ရှင်တန်ကြမလဲဒီနေရာမှာမရှင်တန်နိုင်ဘူးလို့ဘသူပြောတာလဲမင်းသားငယ်အရှင်ကထိုအကောင်ဆန်းကိုဘာလုပ်မှာလဲအကောင်ဆန်းဒါသားပါလူချံမင်းထိတ်လန့်ပြီးယူသွားတာလားဒီလိုပင်လယ်နဂါးမျိုးကိုလည်းစားရဲတာလားအစိတ်ရှိရင်ကောဟုတ်တယ်နော်မင်းသားငယ်ဒီအရာတွေကခြေသေးလက်သေးတွေထောင်နေပြီးကြည့်ရတာကောင်းတဲ့အရာတွေမဟုတ်ဘူးမြို့ကလူတွေကနန်းတောင်မမြင်ဘူးကြဘူးအကုန်မငိုကြနဲ့အသက်ရှင်ခြင်းရင်ငါနောက်လိုက်ခဲ့ဒီနေ့ငါမင်းတို့ကိုပထမဆုံးပင်လယ်စာစားဖို့တင်ပေးမယ်အကောင်ဆန်းတွေအများကြီးပဲမင်းသားငယ်တတိထားပါဒီအကောင်ဆန်းကကြိုက်တတ်တယ်မြင်နေနော်ဒီဟာကိုရှေ့ကနေမကန်ရဘူးခွန်ကိုဖိထားရမယ်ငါကိုကြိုက်တယ်ငါပြောတယ်နောက်ကနေခွန်ကိုဖိထားလို့လက်ကိုထည့်ပြီးမနိုင်နဲ့ကြောက်တုံးပေါ်မှာကတ်နေတဲ့ဒီကုန်းတွေလည်းစားလို့ရတယ်အဲ့ဒီဘက်ကရေတွင်းတွေကငါးကလေးတွေပစုံကလေးတွေလည်းစားလို့ရတယ်ယောက်ျားတွေ3သွားခွဲပထမအသွားကထင်း6ကောက်ဖို့များကောင်းတယ်ဒုတိယအသွားကဒီကြောက်ဆောင်နေရာမှာကနန်းဖန်းဂုံးကောက်ဒါပေမဲ့အယောင်တောက်တဲ့အရာတွေကိုမထိမိစေနဲ့ရေနဲ့ထဲလဲမစင်းနဲ့တတိယအသွားငတ်နောက်လိုက်ပြီးတစ်တော်ဆုံးမှာရေချိုရှာမယ်ရေမရှိဘူးရေမရှိရင်ဘလို့ရှင်တတ်မလဲပင်လေရေကခါပြီးငံတယ်တောက်လို့လည်းမရဘူး3ရက်တောင်မခံနိုင်ဘူးဒီမှာတူးပါဘာတူးမှလဲရေတူးမှာဒါဒီမှာရေဘလို့ရှိမှလဲဘာတွေရက်နေတာလဲတူးစမ်းရေရှိတယ်တကယ်ရေရှိတယ်ဒါမင်းဘလို့သိလို့ဒီမှာရေရှိတာလဲမျက်တွေကောင်းကောင်းပေါက်ပြီးမြေကြီးလဲစိုးနေတယ်ဆိုတော့မြေအောက်မှာရေရှိတယ်လို့ဆိုလိုတယ်ဒီလိုနေရာမျိုးမှာတွင်းတူးရင်ရေထွက်လွယ်တယ်ရေကပွေနေတယ်ဓာတ်ရိုက်မတောက်နဲ့ခဏလောက်အနေကျအောင်ထားပြီးမှကြိုတောက်လားစူအောင်တေးတာပါဒါပေမဲ့ငါတို့မှာအိုးမရှိဘူးလေအရင်တဲ့တုံးလိုက်ရေစိမ့်တောက်တာထက်ပိုကောင်းတယ်နှွေးရတာတောင်စားလို့ရမယ်လို့မသိချဘူးစားလို့ရတယ်မင်းသားငယ်ကျွန်တော်တို့ကိုတခိုက်လောက်အရင်မြည်စမ်းခွင့်ပေးပါဘလို့လဲအစိတ်ရှိလားငွေးလိုက်တာမပြိုင်ကြနဲ့လူတိုင်းတွက်ရှိတယ်မင်းသားငယ်ကျွန်တော်လည်းမြည်စမ်းခြင်းတယ်ကျွန်တော်ကိုတလုံးပေးပါမခိုးကြနဲ့အဲ့ဒါငါဟာတမ်းမထွေးမင်းကတေးရမှာထက်ဗိုက်စားတာပိုကောင်းတယ်လို့မပြောဘူးလားငါကလူတိုင်းအတွက်အစိတ်ဖြေပေးနေတာတမ်းမထွေးအစိတ်ရှိလားရကောရတယ်ချမ်းအဖေဒီအရာတွေကငါတို့အသက်ရှင်ဖို့တကယ်ပဲလုံလောက်တာလားစီကမ်းမဲ့မလုပ်ရင်ခဏတော့အသက်ရှင်ဖို့ပြဿနာမရှိဘူးပင်လယ်ထဲမှာငါပဇွန်ဂုံးတွေရှိတယ်တစ်တောထဲမှာလည်းတစ်သီးဝလံတွေနဲ့တရိတ်ဆန်တွေရှိတင်တယ်အခုအရေးကြီးဆုံးကတခြားအရာမဟုတ်ဘူးပထမဆုံးအသက်ရှင်ဖို့ပဲမနှက်ဖြန်ကစပြီးအချက်3ချက်ဖြည့်ရှင်းမယ်စားဖို့တောက်ဖို့အိပ်ဖို့မနှက်ဖြန်စောထားပြီး3သွားခွဲမယ်ပထမသွားကပင်လယ်ထွက်ဖန်းဆက်ပြီးလူတိုင်းစားစရာရှိအောင်လုပ်မယ်ဒုတိယသွားကရေတွင်းကိုတိုးချဲ့ပြီးရေယူတဲ့ပြဿနာကိုဖြည့်ရှင်းမယ်တတိယသွားကတစ်ခုတ်ပြီးယာယီအမိုးအကာဆောက်မယ်အ ਨੇ ဆုံးအဖွားအိုတွေနဲ့ကလေးတွေအိတ်စရာနေရာရှိအောင်လုပ်မယ်လူတိုင်းအခြေချပြီးမှဒီကျွန်းကိုဖြည်းဖြည်းချင်းစူးစမ်းမယ်ချမ်းအဖေဒီနေ့အမိုးကာတဲလုပ်ဖို့လိုတယ်အ ਨੇ ဆုံးမိန်းမတွေနဲ့ကလေးတွေညဘက်လေကနိုင်အောင်လုပ်ပါမင်းကစီစဉ်လိုက်အကိုချန်ကစာအုပ်တွေထဲကအချို့အရာတွေကိုနားလည်တာတော့အံ့ဩစရာပဲဒါပေမဲ့နေအိမ်ဆောက်တာကတေးသေးအရာမဟုတ်ဘူးတဲပြိုကျပြီးလူပေါ်ကြရင်ကောဟုတ်တယ်နော်အရှင်သခင်မင်းသားငယ်ကအသက်ငယ်သေးတယ်လေမနေ့ညကအစားအစာရှာတွေ့တာကကံကောင်းတာပဲဒါပေမဲ့အိမ်ဆောက်တာမျိုးကတေချာတဲ့ဟာဖြစ်ရမှာငါတို့မှာပစိမ်မရှိလော့မရှိတန်မိုးလည်းမရှိဘူးဒါကြောင့်အိမ်မဆောက်ဘူးတဲပဲဆောက်မယ်တဲကမြင်းဖို့မလိုဘူးပထမလေကပြီးမှမိုးကမယ်နောက်ကျောကတစ်တော်နဲ့ကပ်ပြီးရှေ့မျက်နှာကကမ်းခြေကိုမျက်နှာမူကအလဲမှာမီးဖို့ချောင်ထားမယ်အဖွားအိုတွေနဲ့ကလေးတွေအထဲဆုံးမှနေမယ်ယောက်ျားတွေအလှည့်ကျဆောက်မယ်မင်းပြောတာလွယ်လွယ်ကြီးပဲတန်မိုးမရှိရင်တစ်သားကိုဘလို့တွဲမလဲနွယ်နဲ့စီးမယ်နွယ်ကဘလောက်ခိုင်ပါလဲတမ်းမထွေးမယုံရင်ကိုယ်တိုင်ဆောက်ကြည့်ပေါ့ဆောက်မယ်ဟုတ်တယ်တဲမြေပေါ်မှာမဆိုင်နဲ့အရင်တွင်းတူးပြီးမှကြောက်တုံးနှိပ်ထားရမယ်တဲပေါင်ကစတူရမ်းမဖြစ်ရဘူးတီးကန်ပုံလုပ်ရမယ်တီးကန်ကအခိုင်မာဆုံးတကယ်မလဲကြဘူးအတွင်းဘက်လေကတိတိတတ်တာတက်တာတယ်တမ်းမထွေးနောက်ထပ်တလုံးထပ်မလုပ်တော့ဘူးလားမင်းရဲ့ဒီနီလန်းကလုံးဝမားတာတော့မဟုတ်ဘူးလို့ငါမြင်တယ်အ ਨੇ ဆုံးဒီညလေဝင်လေထွက်မှာအိတ်စရာမလိုတော့ဘူးဒါမှလူနေထိုင်လို့ရတဲ့နေရာလို့ဖြစ်လာတယ်မင်းသားငယ်ဒါပါလဲဒါငါတောင်းပဲငါတွေဝင်လို့ထွက်ဖို့မလွယ်ဘူးမင်းသားငယ်ဒီအပေါက်ကဘာဖြစ်လို့ပူကြီးလာတာလဲဒီရေကျတဲ့အချိန်ကျရင်တိလိမ့်မယ်ဒီရေကဘွေနေတော့ပဲ
အရင်ကြောက်စရိတ်ခဲခင်းပြီးမှတဲချောချောခင်းမှာဒီပစ္စည်းတွေကရေကိုကြည်လင်စေနိုင်သလားကြည်လင်အောင်လုပ်နိုင်မယ်ဒါပေမဲ့ဓာတ်ရိုက်မတောက်ရသေးဘူးတကယ်ပဲကြည်သွားတယ်ရေရှိပြီငါတို့တကယ်ရေရှိပြီစူအောင်တီးပြီးမှတောက်မြို့စားငယ်ငါးတွေပါငါးတောင်းထဲမှာငါးတွေပြည့်နေတယ်သူတို့တကယ်ပဲကိုဟာကိုဝင်လာတယ်သူတို့မိုက်တာမဟုတ်ဘူးသူတို့ဗိုက်စာနေတာချမ်းမနေ့ကစပြီးစခန်းထဲကကိစ္စတွေကိုမင်းဆုံးဖြတ်ကောင်းပါပြီမင်းသားငယ်ဘာကြည့်နေတာလဲအနီအောင်ကတန်ချေးလိုပါပဲအလေးချိန်လည်းရှိတယ်ဒါတန်တတုဖြစ်နိုင်တယ်အဖွားအိုတွေနဲ့ကလေးတွေကထင်းကောက်မျက်ခူးတာလုံးမယ်မိမတွေကအစားအစာပြုတ်ပြင်တာချင်းတောင်းရက်တာငါး6လမ်းတာလုံးမယ်ယောက်ျားတွေက3သွားခွဲတသွားကပင်လဲထွက်ဖန်တသွားကတစ်ခုတ်တတိယသွားကငါနောက်လိုက်ပြီးတောထဲဝင်မယ်ဒီမှာပါငါတို့ဒီမြေတွေကိုဘာလုပ်ဖို့အများကြီးတူးနေတာလဲအိုးလုံးစလုံးလုံးနောက်မှအိုးကြီးလုံးမယ်မင်းသားငယ်ဒါအရန်ညစ်တယ်ဆိုရင်ဂုံးခွန်နဲ့ဆက်တောက်ပါအောင်မင်းသားငယ်တကယ်တော့တယ်ရှုံးကစလုံးဖြစ်သွားတယ်နောက်ပိုင်းဂုံးခွန်နဲ့အင်းချိုမတောက်ရတော့ဘူးလားပြတ်သွားပြီလားအကုန်အကွဲသွားပြီလားပထမအချိန်မီးဖုတ်တာအကွဲတာနည်းနည်းတော့ပုံမှန်ပဲတဝက်အောင်မြင်ရင်အောင်မြင်ပြီလို့တွက်လို့ရတယ်အောင်မြင်ပြီတကယ်ပဲအောင်မြင်သွားပြီစလုံးဖြစ်လာပြီချမ်းမင်းကလူတိုင်းကိုကဲတင်လိုက်တယ်ဒါအစပဲရှိသေးတယ်ချမ်းဒီတစ်ခါဘာလုပ်မှလဲစားလုပ်မယ်စားလုပ်မလားစားပင်လယ်ထဲမှာစားတွေအနှံ့ပြားရှိတာပဲထုတ်ဖို့လဲလိုသေးလားဟုတ်တယ်လေပင်လယ်ရေထဲမှာစားတွေရှိတာမှန်တယ်ဒါပေမဲ့ဓာတ်ရိုက်အချောက်ခံလိုက်တယ်ပင်လယ်စားကမင်းတို့နေ့စဉ်စားတဲ့စားချောမဟုတ်ဘူးမင်းသားငယ်စားဆိုတာစားပဲလေပင်လယ်စားထဲမှာစားပြင်ခါစားလဲပါတယ်အညစ်အကြေးတွေအများကြီးပါတယ်ဓာတ်ရိုက်စားရင်ခါပြီးဖန်တယ်အများကြီးစားရင်ဝမ်းလျှော့တတ်တယ်အရင်စစ်ပြီးမှကြိုပြီးမှစားချယူပါမပြည့်နဲ့ကြိုဖို့နေရာချန်ထားပါငံတုံးပဲငမ်းမမှန်တာအနက်အသက်တွေနဲသွားရင်ရပြီမီးမပြတ်နဲ့လဲသိမ့်မပြင်းစေနဲ့ရေနဲလေလေစားဖို့စုလေလေသူ့ဟာသူအနေကျလာတဲ့အထိထားပါဒါစားပဲလားဒါမှစားလို့ရတဲ့စားအစ်စ်အောင်မြင်ပြီးတကယ်မခါဘူးအရင်စားခဲ့တဲ့စားထက်တောင်ပိုကောင်းတယ်စားနှင်းလိုပါပဲဝိုးဒါတိတ်ပြီးအနုလိုက်တာပင်လေရေနဲ့အချောက်ခံထားတဲ့စားနောက်ထပ်ပြန်ကြိုးလို့ရသေးတယ်နောက်ပိုင်းငါတို့စားမပြတ်တော့ဘူးအကောင်းဆုံးစားလဲစားနိုင်တယ်ပိုးထည်တွေရှိပြီးစားလဲရှိပြီးဒါမှငါတို့ရဲ့ကိုကျွန်းကိုစတင်တိဆောက်ရမှာချမ်းမင်းနောက်ထပ်အစ်စ်အစမ်းတစ်ခုခုထပ်လုပ်မှာလားဒီနေ့ငါတို့အုပ်ဖုတ်မယ်အုပ်ဖုတ်မလားငါတို့မှာတဲတွေရှိပြီးသားပဲအုပ်ဖုတ်ပြီးဘာလုပ်မှာလဲတဲကလေကာလို့ရတယ်ဒါပေမဲ့မိုးကြီးတာကိုလည်းမခံနိုင်ဘူးလေမုန်တိုင်းကိုလည်းမခံနိုင်ဘူးကိုကျွန်းကလေးဘက်စလုံးပင်လယ်နဲ့ဝိုင်းနေတော့မိုးကြီးတာနဲ့ကြုံရင်တဲတွေတညာရဲနဲ့ပြိုကျနိုင်တယ်ရေရှည်နေဖို့ဆိုရင်တကယ်အိမ်တွေစောက်ရမယ်ဒါပေမဲ့အိမ်ဆောက်ဖို့တစ်သားလိုတယ်အုပ်ပြားလိုတယ်ဆရာတွေလိုတယ်ဆရာမရှိရင်ကိုယ်တိုင်တင်ယူအုပ်ပြားမရှိရင်ကိုယ်တိုင်ဖုတ်အုပ်မရှိရင်ဒီနေ့ကစပြီးလုပ်မယ်ဒီဟာကခက်တော့မခက်ဘူးတစ်ချောင်းလောက်တာမခက်ဘူးတစ်ထောင်ချောင်းလုံးမှခက်တာတစ်ထောင်မဟုတ်ဘူးအိမ်ဆောက်ချင်ရင်မီးဖို့ထည့်ချင်ရင်အုပ်ဖို့ဆောက်ချင်ရင်အုပ်များများကောင်းတယ်ဒါပဲချိန်ထိလုပ်ရမှာလဲငါတို့အသက်ရှင်ဖို့လုံလောက်ပြီပဲဘာလို့ဒီလောက်ကြိုးစားရမှာလဲဟုတ်တယ်နေ့တိုင်းပင်လယ်ထွက်ဖမ်းပြီးစားလန်းနေရင်လည်းကောင်းတာပဲမင်းတို့ဒါလောက်နဲ့လုံလောက်ပြီလို့ထင်နေကြတာလားငါတို့ကိုပို့ပေးတဲ့တင်မောကငါတို့ရဲ့စုတ်ခွာဖို့လမ်းအကုန်ယူသွားတယ်ဧကရစ်ကငါတို့ကိုဒီမှာပစ်ချခဲ့တာငါတို့ကိုဒီမှာအားလက်ရယူခိုင်းတာလားအခုငါတို့မတည်သေးတာ तू မသိလို့ပဲ तू သိရင်ကောငါတို့မှာစားရှိတယ်ငါရှိတယ်ရေရှိတယ်ဒီအရာတွေပြင်ပကိုရောက်ရင်လာလူကြမယ်အဲ့ဒီအခါတဲနဲ့ဓာတ်ကမလားချင်းတောင်းနဲ့များကမလားဆက်လုပ်ဒီနေ့ကစပြီးဘသူပြင်းရင်ညစာထက်ဝက်လျှော့မယ်မင်းသားငယ်ငါတို့မှာထင်းရှိပြီးသားပဲဘာလို့မီးသွေးထက်မီးဖို့ရတာလဲထင်းကထင်းမီးသွေးကမီးသွေးထင်းကထမင်းချက်လို့ရတယ်မီးသွေးကတန်ကြိုလို့ရတယ်ဒါဆိုရင်မီးသွေးကုန်ရင်ကြောက်ညီကိုတန်ဖြစ်အောင်လုပ်လို့ရပြီလားအတော်လေးမှန်နဲ့မင်းသားငယ်ကြောက်တုံးကတကယ်တန်ဖြစ်နိုင်သလားဖြစ်နိုင်မလားစမ်းကြည့်မှသိမယ်မင်းသားငယ်ဒါကထင်းကိုမြုပ်ပြီးမီးရှို့တာလားဒီလိုလုပ်ရင်အကုန်မီးလောင်ကုန်မှာမဟုတ်ဘူးလားဒါကြောင့်ဖြည်းဖြည်းချင်းလုပ်ရမယ်တစ်ကိုလောင်ကျွမ်းအောင်ထားပြီးအဆိုဓာတ်နဲ့အညစ်အကြေးတွေထွက်သွားအောင်လုပ်ကျန်တာကမီးသွေးပဲမီးရှို့တာကိုလည်းအပီးပိုင်မရှို့ရဘူးလားဒါပါသဘောတရားလဲတမ်းမထွေးမီးတိတ်ပြင်းရင်တစ်ကပြဖြစ်သွားတယ်မီးဖြည်းဖြည်းရှို့မှမီးသွေးဖြစ်တာနားမလဲပေမဲ့မင်းထက်အောင်မြင်တော့မယ်လို့ခံစားရတယ်မင်းသားငယ်ဒီမှာကျွန်တော်စောင့်နေမယ်အရှင်နားယူလိုက်ပါကောင်းပြီဒါဆိုရင်ငါအိတ်လိုက်မယ်မင်းသားငယ်ဒါမီးသွေးပဲအောင်မြင်ပြီးအုပ်ရှိပြီးမီးသွေးလည်းရှိပြီးဒါဆိုရင်အရင်အုပ်ဖို့အုပ်မီဖြစ်ရင်ငါတို့တကယ်တန်ကြိုးဖို့ကိုစောင့်မယ်အဲ့ဒီအခါကြောက်နီကတကယ်တန်ဖြစ်နိုင်တယ်ကံကောင်းရင်ဖြစ်နိုင်တယ်ကံမကောင်းရင်ကောဖိုးပေါက်ကွဲမယ်မင်းသားငယ်ဖိုးပေါက်ကွဲတယ်ဆိုတာဘာကိုဆိုလိုတာလဲဆိုလိုတာကဖိုးနဲ့ဝေးဝေးနေဖို့ပဲမင်းသားငယ်အောင်မြင်ပြီလားအောင်မြင်ပြီတကယ်ပဲအောင်မြင်သွားပြီရှုံကတကယ်အုပ်ဖြစ်သွားတယ်ဒီပစ္စည်းကတစ်သားထက်အစမတန်ခိုင်နဲ့နောက်ပိုင်းငါတို့အိမ်ဆောက်လို့ရပြီလားရတယ်ချမ်းတမ်းမထွေးကအရင်ကမင်းကိုတကယ်မထီမဲ့မြင်လုပ်ခဲ့တယ်တမ်းမထွေးအရှင်ကကျွန်တော်ကိုမထီမဲ့မြင်လုပ်တာတေးသေးအရာတွေကြံသေးတယ်မင်းသားငယ်ငါတို့အခုအိမ်စားဆောက်မယ်လားမဟုတ်ဘူးအရင်ဖိုဆောက်မင်းတန်ကြိုးတာကိုတတိယနေသေးလားအုပ်ရှိပြီမီးသွေးရှိပြီတတ်ထုလည်းရှိပြီဒီနေ့ပထမဆုံးအကြိမ်ပို့ထိုးမယ်မင်းသားငယ်ဖိုးပေါက်ကွဲပြန်ရင်ကောဒါကြောင့်ဖိုးကိုစခန်းအပြင်ဘက်မှာထားတာမီးကထင်းလောင်ကျွမ်းနိုင်ပြီမလုံလောက်သေးဘူးလားထမင်းချက်တဲ့မီးနဲ့တတုကိုအရေးကြိုလို့မရဘူးကြောက်ထဲကတန်ထွက်ဖို့ဖိုးအပူချိန်ကလုံလောက်အောင်မြင်ရမယ်မင်းသားငယ်မီးတကယ်ပြင်းလာတယ်တန်ရောပြတ်သွားပြီလားချမ်းကြောက်တုံးကတန်ဖြစ်တာကတိတ်ခတ်တဲ့ကိစ္စမအောင်မြင်ရင်လည်းပုံမှန်ပဲ
လုံးဝမအောင်မြင်ဘူးလို့မပြောနိုင်သေးဘူးဒါတမ်းမရှိဘူးမအောင်မြင်သေးဘူးလို့မပြောဘူးလားဖိုးပူချိန်မလုံလောက်သေးဘူးတက်ထုလည်းအပြည့်ဝအရေးမကြိုသေးဘူးထပ်ပြင်ဆင်နောက်ထပ်လားထပ်ပြင်ဆင်လာတာပေါ့အိုးထဲပထမအကြိမ်ဖုတ်တာတဝက်ကျော်အကွဲတယ်အုပ်ပထမအကြိမ်ဖုတ်တာလည်းအများကြီးအပြက်စီးရှိတယ်ဘယ်နေရာမှာပထမအကြိမ်နဲ့အားလုံးအဆင်ပြေတာရှိလဲအုပ်အိမ်နေခြင်းရင်တန်တာတန်အိုးရှိခြင်းရင်နောက်ပိုင်းတရားရုံးကအလွယ်တကူမနှိမ့်ဆက်ခံရခြင်းရင်စမ်းရမယ်တခါပြက်ရင်ပြင်ဆင်အောင်မြင်တဲ့အထိပြင်ဆင်ဆက်လုပ်တတိယအကြိမ်ဖုတ်ပြက်ပစ္စည်းပြင်ဆင်မင်းသားငယ်ဒီတခါတော့အောင်မြင်ပါပါစက်မှုတ်ဆန်းဒါပါလဲတန်မြုပ်တန်းတကယ်တန်အဖေကိုကျွန်းရဲ့ပထမဆုံးတန်ခဲယနေ့မှစ၍ခြံဤအမိတ်သည်ကျမုတ်ဤအမိတ်ဖြစ်သည်မြည်သူမဆိုဖီဆန်ပါကအိမ်တွင်းစီကံအရာအေးယူမည်အားချမ်းမင်းအရင်ဖတ်ခဲ့တဲ့စာအုပ်တွေကဘယ်နဲ့သားရေးထားတာလဲတမ်းမထွေးကိုအမှန်ပြောစမ်းတမ်းမထွေးနှစ်သားရေးထားတာလို့ပဲမှတ်ထားပါငါလဲဒီလိုပဲထင်တယ်မင်းသားငယ်ပထမဆုံးတန်ထဲကဘာလုပ်မှလဲတန်ပစိန်ဓာတ်ကနောက်မှလုပ်လို့ရတယ်အခုချိန်မှာအလိုအဆုံးကတစ်ခုတ်ဖို့ပစိန်ပဲမကောင်းဘူးဘာဖြစ်တာလဲတောဝက်ကြီးမင်းသားငယ်ဒါစားလို့ရမလားရတယ်ဒါပေမဲ့အရင်တေအောင်လုပ်ရမယ်ဖယ်သွားမင်းသားငယ်ဒါစားလို့ရတယ်ဆိုတာစားလို့ရတယ်ဒါပေမဲ့အခုကငါတို့ကိုစားချင်နေတာလူကူမနီးနဲ့အရင်ဖယ်ထုတ်လိုက်လူချီရှိတယ်လူ၃ယောက်ခေါ်ပြီးရေတွင်းဘက်ကိုဆွဲသွားလိုက်ငါ့ကိုမင်းပြေးမြန်တယ်လေမင်းသားငယ်ဒီလိုချီကျူးမျိုးကကျွန်တော်သိမကြိုက်ဘူးနော်တတဝါဒီဘက်ကြည့်မေမေရေးအေးမေမေရေးအခုပဲမင်းသားငယ်ထိုးမဝင်ဘူးဖယ်သွားချန်တတိထားမျက်လုံးထိုးပါလေပင်ထိုးပါရှေ့တက်မှာမရက်နဲ့တိတ်ကောင်းတယ်ငါတို့တောဝက်ကိုတက်လိုက်ပြီးအသားစားရတော့မယ်အရေးခွန်ကိုခွာပြီးမဆုံးမိစေနဲ့အသားကို၃ပုံခွဲဒီညစားဖို့တပုံကိုစားနေတပုံကိုမီးကိုဖုတ်အယိုးရောအင်းချိုချိုပါဒီတခါငါမှန်ရဲ့လားတမ်းမထွေးတိုးတက်လာတယ်မင်းသားငယ်အခုကျွန်တော်သိပြီဘာတိလဲပထမဆုံးတန်ထဲကပစိန်လုပ်တယ်ဒီနေ့ဒီပစိန်မရှိရင်ဓာတ်နဲ့တောင်တက်နိုင်မှာမဟုတ်ဘူးကရိယာကိုနေရာမှန်သုံးရင်လက်နဲ့ထက်တောင်အရေးပါတယ်ပြီးတော့ဒီတောဝက်ကငါတို့ကိုအချက်တစ်ချက်သတိပေးလိုက်တယ်ဘာချက်လဲစခန်းကတိတ်မလုံခြုံဘူးတောဝက်ကထွက်လာနိုင်တယ်ချမ်းအားခမရဘလို့လုံးမလို့လဲစခန်းကိုဗဟိုပြုပြီးပထမဆုံးမြောင်းတူးမယ်မြောင်းအပြင်ဘက်မှာတစ်တိုင်တွေစိုက်မယ်တစ်တိုင်တွေကိုထပ်အောင်ခြုံပြီးစောင်းမြုပ်မယ်နောက်ပြီးအုတ်နီတွေနဲ့အတွင်းနေရန်ကိုပုတ်တဲဆောက်မယ်အရင်ဆုံးတားရဲတွေဝင်တိုက်လို့မရအောင်တားမယ်ဒါကြောင့်ခမရအရင်ကအုံမီးဖို့တွေဖုတ်တာကအိမ်ဆောက်ဖို့အတွက်ပဲမဟုတ်ဘူးပေါ့အိမ်ကပထမဆုံးခြေလမ်းပဲနေရန်လမ်းမီးဖို့စိတ်ကန်းအားလုံးကအုပ်လို့တယ်ဒီကျွန်းပေါ်မှာရှင်တန်ခြင်းရင်ကျွန်တော်တို့မှာစခန်းတစ်ခုပဲရှိုံနဲ့မလုံလောက်ဘူးကျွန်တော်တို့မှာမြို့တစ်မြို့ရှိရမယ်ယနေ့မှစပြီးလူအားလုံးအရင်ဆုံးနေရန်ပြုပြင်ကြမယ်ပင်လယ်စားဖွဲကစားနှရိတ်ခါထောက်ပံ့ပေးနေကြအတိုင်းလုပ်မယ်ကျန်တဲ့အမျိုးသားတွေမြောင်းတူးမယ်တစ်တိုင်ဆိုင်မယ်အမျိုးသမီးတွေနဲ့အသက်ကြီးသူတွေကကြိမ်လုံးကျိုးတွေကျစ်မယ်ကြောက်စရစ်ခဲတွေတဲမယ်ရေနွေးကြုံမယ်အုတ်အိမ်တွေမဆောက်ရသေးဘူးညဘက်အကုန်တဲထဲမှာအိတ်နေကြတော့မယ်အခုနေရန်အရင်ဆောက်တာကအနှစ်သာရလွဲနေမလားဟုတ်တယ်လေငယ်တထေးလေးနေရန်ကလူနေလို့မရဘူးအခုအရေးအကြီးဆုံးကအိမ်ရင်ဆောက်ဖို့မဟုတ်ဘူးလားမနေ့ညကဝက်ရိုင်းကနေကင်းဘက်ထွက်လာပြီးတကောင်ရံမှာတဲဝင်တိုက်ခဲ့ရင်လူပဲ2ယောက်တည်မယ်လို့ခမရတို့ထင်လဲအိမ်ပြိုရင်ပြန်ဆောက်လို့ရတယ်ဒါပေမဲ့လူသေးရင်ပြန်မရှိဘူးချမ်းအားပြောတာနားထောင်ပါနန်းရန်အရင်ဆောက်မယ်ငယ်တထေးလေးဒီတန်တူးရွက်ကတိတ်အဆင်ပြေတာပဲဒါမျိုးအရင်ကရှိရင်တွင်းတူးတဲ့နေ့ကဒီလောက်ပင်ပန်းစရာမလိုဘူးလေဒါကြောင့်ကရိယာတွေများလေနေရတာတက်တာလေးပဲနောက်မှတန်တူးရွက်တင်မကဘူးတန်ပေါက်တူးကြွတန်မိုတွေလည်းလုပ်ရမယ်ငယ်တထေးလေးကျွန်တော်ကိုဓာတ်တစ်ချောင်းရင်လုပ်ပေးလို့ရမလားမင်းဓာတ်နဲ့တစ်ခုတ်မှလားသူဓာတ်နဲ့တစ်ခုတ်ချင်တာမဟုတ်ဘူးပြဖို့သာယူသွားမှတေးကြတယ်ဝက်ရိုင်းရဲ့ပထမဆုံးလိုင်းကိုခံနိုင်ရရှိတယ်ဒါဆိုရင်ညဘက်အေးစစ်အိတ်လို့ရပြီပေါ့မလုံလောက်သေးဘူးတစ်တိုင်ကမီးကြောက်တယ်အဆိုတက်ကြောက်တယ်လူကိုလည်းမတားနိုင်ဘူးအပြင်ဘက်ကတစ်သားနေရန်အတွင်းဘက်မှာအုတ်နေရန်ထက်ဆောက်ရမယ်အုတ်နေရန်ထက်ဆောက်ရသေးလားညောင်းတစ်တိုင်အုတ်နေရန်ကင်းမျော်စင်ဘယ်တစ်ခုမှမလျှော့ရဘူးဘာဖြစ်လို့လဲတားရဲနောက်ထပ်ရှိလို့လားတားရဲမဟုတ်ဘူးလူပဲဘသူတွေလဲလူမင်းနဲ့လူကျွမ်းပြောက်နေတယ်ဘယ်အချိန်ကစပြီးမတွေ့တာလဲမွန်းတက်လုံလို့ဘသူမှမတွေ့ဘူးကျွန်တော်တို့ကြောက်ဆောင်ဘက်မှာငါးချောင်းသွားကြည့်တော့ကြိမ်လုံးကျိုးတစ်ခွန်းနဲ့တစ်သားအချို့ပြောက်နေတာတွေ့တယ်သူတို့ဖောင်လုပ်ပြီးထွက်ပြေးကျင်ကြတာထွက်ပြေးမှလားဒီကနေကုန်းမြေစီကိုဘလောက်ဝေးလဲမသိဘူးသူတို့အသက်ကိုမစွန့်ကျင်ကြဘူးလားသူတို့ပြန်ရောက်သွားရင်ကျွန်းပေါ်ကအကြောင်းတွေကိုပြောပြရင်ဘယ်လိုလုပ်မလဲလူ10ယောက်ခေါ်ပြီးကျွန်တော်နောက်ကပင်လယ်ကမ်းဆက်ကိုလိုက်ခဲ့ကြံတဲ့သူတွေစခန်းကိုစောင့်ကြည့်ထားကြကဲပါအောင်ကျွန်တော်တို့မသွားတော့ဘူးကဲပါအောင်ဒီလူမိုက်2ယောက်ငယ်သူသေးဘယ်လိုလုပ်မလဲရေထဲတိုက်ရိုက်မစင်းနဲ့အဲ့ဒီမှာရေစီးချမ်းတွေရှိတယ်စင်းရင်တယောက်ချင်းစီပါသွားမယ်အရှိဆုံးကြိမ်လုံးကျိုးတွေဆက်ပြီးကြောက်တုံးတွေချီပါသူတို့ရှေ့ကိုပစ်ချလိုက်ပြစ်ဆွဲငယ်တထေးလေးကျွန်တော်တို့မှားပါပြီကျွန်တော်တို့ပြန်ပြီးအမျိုးအနွယ်ကိုကယ်ဆယ်ဖို့သတင်းပို့ချင်တာပါသတင်းပို့မှလားခမရတို့ပင်လယ်ရေစီးကြောင်းတော့မသိဘူးဥတီချက်တောင်မခွဲခြားနိုင်ဘူးဒီတစ်သားအနေငယ်နဲ့ဘာနဲ့ပြန်မှလဲကျွန်တော်တို့ဒီမှာတစ်သက်လုံးပိတ်မိနေခြင်းလို့မဟုတ်ဘူးထွက်ချင်ရင်ရတယ်ကျွန်တော်တို့မှာတကယ်တင်မောကောင်းတစင်လမ်းကြောင်းတီးတဲ့လူလုံလောက်တဲ့အစားအစာနဲ့လက်နက်တွေရှိရင်ကျွန်တော်ကိုယ်တိုင်ခမရတို့ကိုခေါ်သွားမယ်ဒါပေမဲ့အဲ့ဒီမတိုင်ခင်ဘသူမှကိုထူကိုထပင်လယ်မထွက်ရဘူးအဲ့ဒါကလူတိုင်းရဲ့အသက်ကိုပြောင်းအောင်တလို့ဖြစ်တယ်ချမ်းအားပြောတာမှန်တယ်
လူတိုင်းကိုကျိုးမဖက်ပဲလုပ်ရင်ဂူကျွန်းမှာမကြခင်ရှုပ်ထွေးကုန်မယ်ယနေ့မှစပြီးဂူကျွန်းရဲ့ပထမဆုံးစီးမြင်ချမှတ်မယ်ခွင့်ပြုချက်မရှိပဲဘယ်သူမှစခန်းပြင်မထွက်ရပင်လယ်မထွက်ရချိုးဖောက်ရင်ကြိမ်ကန်ဆယ်ချက်ရိုက်မယ်မင်းဒီနေ့လုပ်ခဲ့တာအယမ်းမှန်တယ်အဖေရဲ့ကျွန်တော်မသွားချင်တာမဟုတ်ဘူးဘသူထက်မဆိုပြန်ချင်တယ်ဒါပေမဲ့သူတို့လိုမျိုးလှိုင်းတွေကိုအသက်ပေးပြီးမသွားချင်ဘူးဒါဆိုရင်မင်းဘယ်လိုပြန်ချင်လဲတင်မောဆောက်မယ်ဘသူမှမတားနိုင်တဲ့တင်မောတစင်ကျွန်တော်တို့တက်ရှမ်းပြည်ကိုပြန်တဲ့အခါထွက်ပြေးပြီးပြန်တာမဟုတ်ဘူးမောင်းပြီးပြန်မယ်တစ်သားနိုင်ရန်ဆက်အားဖြည့်မယ်မြောင်းဆက်တူးမယ်အုပ်ဖို့တွေမရက်တက်စေနဲ့နောက်ပြီးဒီနေ့ကစပြီးစခန်းပတ်လည်မှာရေမြောင်းတွေတူးမယ်ငယ်တထေးလေးရေမြောင်းကဘာအတွက်လဲမိုးရွာတဲ့အခါတောင်ဆောင်ကရေတွေဒီဘက်ကိုစီးဆင်းလာမယ်စခန်းကမြေနှိပ်ပိုင်းမှာရှိတယ်ရေမြောင်းမရှိရင်မိုးကြီးတစ်ခါရွာရင်ကျွန်တော်တို့ကိုရှုံနေမှာနစ်မြုပ်စေနိုင်တယ်ချမ်းသာဒီကောင်းကင်ကမိုးရွာမဲ့ပုံမရဘူးလေဟုတ်တယ်ငယ်တထေးလေးအခုလက်ရှိမှာလူအင်အားရမ်းရှားတယ်ရေမြောင်းတူးတာကအားစရိတ်ဖြုံးတီးမှုလားဒီအချိန်နဲ့အုပ်ဖို့တွေထပ်ဖို့ရင်ပိုကောင်းမှာပဲဒါပေမဲ့မိုးမရွာရင်ကောတုံးဦးကြီးဂူကျွန်းကပင်လယ်နဲ့ပတ်ဝိုင်းနေတာမိုးလုံးဝမရွာဘူးလို့ထင်လဲရေမြောင်းကတိတ်နှက်ဖို့မလိုဘူးဒါပေမဲ့ရှော့ဆောက်ရှိရမယ်ရေတွေစီးထွက်သွားရမယ်စခန်းထဲမှာမပိတ်ဆို့ရဘူးငယ်တထေးလေးခမည်းမိုးရွာမယ်လို့ပြောတော့ရွာမှာပဲလူကြီးမင်းအခုမြမြယုံလာတာပဲလေလူအားလုံးချက်ချင်းပစ္စည်းတွေတင်ကြ96စားမီးသွေးတွေအုပ်အိမ်တွေကိုအကုန်ရွှေ့မီးစကိုကောင်းကောင်းဆောက်အသက်ကြီးသူတွေနဲ့ကလေးတွေအရင်အိမ်ထဲဝင်မိုးတကယ်ရွာတာပဲလားမထိတ်လက်နဲ့အဖွဲအတိုင်းရွှေ့ကြပင်လယ်စားအဖွဲကစားရွှေ့တစ်ခုတ်အဖွဲကတဲတွေအားဖြင့်အုပ်ဖို့အဖွဲကမီးဖို့တွေဆောက်အိမ်ပြိုကြပြီးအုပ်အိမ်တွေကိုမြမြဝင်ဒီအိမ်မရှိရင်ဒီညကြီးမားတဲ့ဘေးဆိုးဖြစ်မှာပဲငယ်တထေးလေးရေတွေတကယ်စီးထွက်သွားတယ်မကြည့်နဲ့တော့ပိတ်ဆို့နေတဲ့နေရာတွေဖောက်ပစ်ချမ်းသာဒီတခါသုံးဦးကြီးစိတ်ထဲကနေသဘောကျသွားပြီသုံးဦးကြီးအရင်တခါလဲခမားဒီလိုပဲပြောဘူးလေဒီတခါအရင်တခါထက်ပိုသဘောကျတယ်ငယ်တထေးလေးတောင်ဘက်မှာမြေပြိုကျတယ်လူတရာရတယ်လားမရဘူးဒါပေမဲ့ကြောက်တုံးထူးဆန်းတွေပြိုကျလာတဲ့အနက်ရောင်တွေမီးရှို့ရင်အနံ့ထွက်တယ်ကြောက်တုံးနက်တွေလားငယ်တထေးလေးဒါပါလဲမလေးဘူးနော်ကြောက်တုံးမီးလောင်နေတယ်ဒါဘလောနက်ဆိုးလဲနက်ဆိုးမဟုတ်ဘူးမီးသွေးကြောက်ပဲမီးသွေးကြောက်လားဒီလိုလားမီးသွေးကတန်ကျွေးလို့ရတယ်ဒါပေမဲ့မီးသွေးလုပ်ဖို့တစ်ခုတ်ရတယ်မီးဖုတ်ရတယ်အရေးအတွက်အကန့်အသတ်ရှိတယ်မီးသွေးကြောက်ကမတူဘူးတူးယုံနဲ့မီးရှို့လို့ရတယ်ငယ်တထေးလေးဆိုတော့ကျွန်တော်တို့ရဲ့မီးဖို့တွေပိုကြအောင်လောင်နိုင်တယ်အုပ်တွေပိုများအောင်ဖုံးနိုင်တယ်တန်တွေလည်းပိုကျွေးနိုင်တယ်အမိတ်ချမယ်ဒီနေ့ကစပြီးတောင်နောက်ဘက်ကိုတထုတွင်းဆောင်အဖြစ်သတ်မှတ်မယ်တစ်ခုတ်အဖွဲကိုတဝက်ခွဲပြီးတထုတူးအဖွဲအဖြစ်ပြောင်းလဲမယ်ငယ်တထေးလေးဒီကြောက်တုံးနက်ကတကယ်မီးလောင်နေတာလားလောင်နေဒါပေမဲ့ရှို့လို့မရဘူးဘာကြောင့်လဲဒီပစ္စည်းကမီးခိုးများတယ်အနံ့ပြင်းတယ်ကောင်းကောင်းမရှို့ရင်အသက်ရှူကျက်လို့တေနိုင်တယ်တူးတဲ့အခါလဲသတိထားရမယ်မြေစီလွာကမိုးရေနဲ့စီးမြောင်းထားတယ်ဘယ်အချိန်မဆိုပြိုကျနိုင်တယ်ဒီလောက်အန္တရာယ်ကြီးတာဘာလို့တူးနေတာလဲတူးတာပေါ့အန္တရာယ်ဆိုတာမလုံနိုင်တာမဟုတ်ဘူးစီကန်းတွေကိုနားလည်ရမယ်ပထမအောက်ကနေတွင်းတိုက်ရိုက်မတူးနဲ့အပေါ်ကနေအောက်ကိုမြေစီလွာရှင်းပြီးလေကားပုံတံတူးမယ်ဒုတိယတစ်ခါတူးတိုင်းလူ2ယောက်ပဲအနိကခွင့်ပြုမယ်ကြံတဲ့သူတွေအပြင်မှာတောင်းကင်ထားကြတတိယမြေစီလွာလှုပ်ခတ်တာတွေ့ရင်ချက်ချင်းဆုတ်ခွာစတုထတထုတွင်း area မှာမီးပွင့်လုံးဝမရှို့ရငယ်တထေးလေးမီးမထွန်းရင်မီးလောင်မလောင်ဘလို့စမ်းမလဲမင်းတထုတွင်းအောက်မှာကိုပြင်ဖို့ထင်နေတာလားမရဘူးဒါဆိုရင်နားထောင်ပါငယ်တထေးလေးဒီကြောက်တုံးနက်ကတကယ်အသုံးဝင်တာပဲအရင်ကအုပ်တဖို့ဖုတ်ရင်ထင်းပုံတောင်လူကြီးလောင်ခဲ့ရတယ်အခုအများကြီးတက်တာသွားတယ်နောက်မှအုပ်ဖို့တွေအားလုံးကိုဒီလိုမီးကိုလမ်းကြောင်းပုံစံပြောင်းမယ်တန်ကျွေးဖို့လည်းပြောင်းမယ်ငယ်တထေးလေးဒါလဲစားလို့ရလားမရဘူးဒါဆိုရင်ဘာသိမ်းထားတာလဲထုံးကြောက်မီးရှို့မယ်ခွန်ကောင်တွေကိုလည်းထုံးကြောက်ဖြစ်အောင်ရှို့လို့ရလားသုံးဦးကြီးကျွန်တော်မပြောတော့ဘူးခမည်းရှို့ကြည့်ပါရှင်တန်ကုန်ပြီဒါကမီးထုံးကြောက်နဲ့ရေးထီးတဲ့အခါဖြစ်တာပါငယ်တထေးလေးဒီအသေးလေးကကြိမ်လုံးကျိုးထက်ပိုသုံးဝင်တာပဲဒါဘလောက်ကြာပြီလဲကျွန်းကိုစရောက်တုန်းကရေတောင်မရှိခဲ့ဘူးအခုနန်ရန်အိမ်မီးဖို့တန်ပစ္စည်းတွေရှိလာပြီမလုံလောက်သေးဘူးဒါတော့မလုံလောက်ဘူးလားအခုကအသက်ရှင်ရုံပဲသူများလာနှိပ်စက်မှာကိုမကြောက်ဖို့တိတ်လို့သေးတယ်ငယ်တထေးလေးပင်လယ်ထဲမှာတင်မောတစင်တရားရုံးရဲ့တင်မောလားမမြင်ရသေးဘူးဒါပေမဲ့ကျွန်တော်တို့ကိုပို့လာတဲ့တင်မောမဟုတ်ဘူးငယ်တထေးလေးဘလို့လုပ်မလဲလူအားလုံးနေရအတွင်းဝင်မီးပွင့်တွေအကုန်မုတ်ပြစ်လက်နက်တွေထုတ်ကိုင်ဘယ်တင်မောလဲဆိုတာမြင်ရပြီလားဖြစ်တာမမြင်ရသေးဘူးတရားရုံးကကျွန်တော်တို့အသေးရှင်စစ်ဖို့လွတ်တာများလားတရားရုံးဆိုရင်ဒီလောက်သေးတဲ့တင်မောတစင်ပဲလာမှာမဟုတ်ဘူးဒါဆိုရင်ဘသူတွေလဲပင်လယ်သားပြစခန်းရဲ့တကယ်အခြေအနေကိုသူတို့မြင်ခွင့်မပြုနဲ့အုပ်ဖို့နဲ့တန်ကျွေးဖို့ရဲ့မီးတွေအကုန်မှုတ်ပြစ်မီးသွေးကြောက်ပုံတွေဖုံးထားစားကောင်းတန်ပစ္စည်းတွေအကုန်အုပ်အိမ်ထဲရွှေ့မိမနဲ့ကလေးတွေအတွင်းနေရန်နောက်ကိုဖုံးကွယ်ထားအမျိုးသားတွေအဝတ်စုပ်တွေလဲလက်ထဲမှာတစ်သားတုပ်ပဲကင်ထားတန်ပစ္စည်းတွေမပြရဘူးငယ်တထေးလေးပင်လယ်သားပြတွေလာတော့တန်ပစ္စည်းတွေဝတ်ထားရသေးလားသူတို့ကိုကျွန်တော်တို့အားနေတယ်လို့ထင်စေမှကမ်းပေါ်တက်ဖို့ရဲရဲဝံ့ဝံ့လုံမှာကမ်းပေါ်တက်ပြီးရင်ကောကမ်းပေါ်တက်ပြီးရင်သူတို့ကိုပြန်မသွားခွင့်ပေးရမယ်ချမ်းသာကျွန်တော်တို့ကရှမွေတော်စားအိမ်ကလူတွေလိုမဟုတ်ဘူးဒုက္ခတွေလိုပဲထင်ရတယ်ကိုတူလေးလေးပိုကောင်းလေးလေးပဲအိုးလူတွေတကယ်ရှိတယ်အကြီးကြီးပြည်နေတန်ခံရတဲ့ကန်ဆိုးတွေပုံရတယ်အာဟာဒီနေ့ကန်ကောင်းတယ်မင်းတို့ထဲမှာတာဝန်ခံပဲသူလဲကျွန်တော်ပါမင်းလားအမွေးမပေါက်သေးတဲ့ကလေးတယောက်ပဲကျွန်တော်တို့ဟာဒီကိုပြည်နေတန်ခံရတဲ့သူတွေပါကျုံးပေါ်မှာတန်မိုးရှိတဲ့ပစ္စည်းဘာမှမရှိဘူးတန်မိုးရှိတဲ့ပစ္စည်းမရှိဘူးလားဒါပါလဲကျွန်တော်တို့ဖမ်းထားတဲ့ငါးတွေပါပိုးခွက်တွေလည်းရှိတယ်အကြီးကြီး
စားကောင်းတယ်ဒီကျုံးပေါ်မှာစားဒီလောက်ကောင်းကောင်းလုံနိုင်နေလားကောင်းလေးဒီစားဘယ်ကရတာလဲပင်လယ်ရေကိုနေပူခံပြီးချက်တာပါမိုက်တယ်ဒီနေ့ကစပြီးဒီကျုံးကငါပိုင်ပြီမင်းတို့အားလုံးငါအတွက်အလုပ်လုပ်ကြယောက်ျားတွေစားချက်ကြငါဖမ်းကြမိန်းမတွေညီကိုတွေကိုလှုပ်ကြွေးကြပုံကန်ရဲရင်ပင်လယ်ထဲပစ်ချမယ်သူရဲကောင်းတွေစားလို့ချင်းရင်ကျွန်တော်တို့ပေးလို့ရတယ်ငါစားပဲလိုချင်တာမဟုတ်ဘူးလူလဲလိုတယ်နောက်ထပ်တိုးရင်မြင်းကိုကြော်သွားပြီးဘာမြင်းလဲမြောင်းပေါက်လေးကလည်းငါ့ကိုတားမှာလားလောက်ကြစားတွေလာလူတယ်သူတို့မှာတန်လက်နက်တွေရှိတယ်စုပ်ကြမင်းတို့ဘသူတွေလဲမင်းတို့မထီမဲ့မြင်ပြူတဲ့ပြည်နင်တန်ခံတွေပဲမင်းကျွန်တော်တို့ကိုထီရဲလားကျွန်တော်တို့ဟာမွေနှက်ကိုင်းကလူတွေကျွန်တော်တို့ရဲ့အကြီးကြီးမှာတင်မောကြီး3စင်းလူပေါင်း100ကျော်ရှိတယ်ငယ်သူထေးရဲ့ကောင်းပြီတင်မောပို့လူမရှိလို့စိတ်ပူနေတော့မယ်မင်းပါကိုဆိုလိုတာလဲပင်လေတာပြတွေအားလုံးကိုချီနှောင်ထားပါဒဏ်ရာပြင်းတဲ့သူတွေကိုတွေးထားပါတေသွားတဲ့သူတွေကိုမြုပ်ပါနောက်ပြီးတင်မောပေါ်ကပစ္စည်းတွေစရင်ကောက်ဖို့လူလုပ်ပါဒီကနေ့စပြီးဒီတင်မောကကျွန်တော်တို့ပိုင်ပြီးကောင်းတယ်ငွေနှက်ကိုင်းမှာလူ100ကျော်တကယ်ရှိရင်မကြခင်လာရှာလိုက်မယ်ဒါဆိုရင်ပုံမြန်လုပ်ရမယ်နေရန်ပြုပြင်ကြောက်စုလို့တန်ကျွေးတင်မောလဲပြုပြင်ရမယ်တင်မောပြုပြင်မှလားဒီတင်မောကတိတ်ဟောင်းနှွမ်းတယ်ဝေးမသွားနိုင်ဘူးတိုက်လဲမတိုက်နိုင်ဘူးဒါပေမဲ့တင်မောဆောင်တွေကိုတင်ယူနိုင်တယ်ငွေနှက်ကိုင်းကသူတို့ရဲ့တင်မောတစင်းပျောက်သွားပြီလို့ထင်တယ်ဒါပေမဲ့သူတို့မသိတာကသူတို့ပို့လိုက်တာကဂူကျွန်းရဲ့ပထမဆုံးရေတက်စုရဲ့မျိုးစေ့ဆိုတာကိုပဲငယ်တထေးလေးဒီတင်မောကနောက်ပိုင်းကျွန်တော်တို့ပိုင်တာပေါ့နော်မဟုတ်ရင်ဘယ်လိုလုပ်မလဲပင်လေဓာပြတွေကိုပြန်ပေးရမှာလားမပေးရဘူးချမ်းသာတင်မောရပြီဆိုပေမဲ့ဒါကမွေးနှက်ကိုင်းမကြခင်လာရှာလိုက်မယ်လို့ဆိုလိုတာပဲဒါကြောင့်သူတို့မလာခင်ဒီတင်မောကိုဖြုတ်ပြီးလေးလာရမယ်ဖြုတ်မှာလားငယ်တထေးလေးခက်ခဲတင်လိုက်ရတဲ့တင်မောခမားဖြုတ်ပြစ်မှာလားမဖြုတ်ရင်ဘလို့စောက်ထားတာလဲသိမှာလားဒါပေမဲ့ကျွန်တော်တို့မှာခုဒီတစ်စင်းပဲရှိတယ်ဖြုတ်လို့ပြက်ရင်ဘာလုပ်မလဲဒီတင်မောကမူလကဝေးမသွားနိုင်ဘူးတင်မောအောက်မှာအကွဲကြောင်းတွေရှိတယ်ရွက်တွေဟောင်းနှွမ်းနေပြီးမျောတိုင်လည်းမခိုင်ဘူးဒီမှာအကုန်ပြဿနာတွေရှိတယ်ဒါနဲ့ပင်လယ်ထွက်ရင်လိုင်းကြီးမုန်တိုင်းဆိုရင်ပြီးတာပဲမင်းဘလို့ကင်တွယ်မလို့လဲတင်မောပေါ်ကပစ္စည်းတွေကိုအရင်စရင်ကောက်ပြီးရင်ပင်လယ်ဓာပြတွေကိုစစ်ဆေးနောက်ဆုံးတင်မောပေါ်ကအတုံးဝင်တဲ့ပစ္စည်းတွေအကုန်ဖြုတ်ပြတစ်တာတန်မိုးကော်စောကျိုးမျောတိုင်ကြောက်စုဘာတစ်ခုမှမဖြုံးတိရဘူးငွေနှက်ကိုင်းမှာတင်မောဘယ်နှစင်းရှိလဲကောင်လေးကြောက်သွားပြီလားမေးတာကိုဖြေစမ်းဘသူဖြေခြင်းလဲဒီညထမင်းစားရမယ်ဘသူအသေးစိတ်ဖြေလဲဒဏ်ရာဆေးရမယ်ဘသူမဖြေဘူးလဲငတ်နေရမယ်ကျွန်တော်ပြောမယ်အမှန်ပြောငါတည်တော့မယ်ဂိုင်းချုပ်ကိုဘာကယူဆိုင်ရမှာလဲငွေနှက်ကိုင်းမှာတင်မောကြီး3စင်းတင်မောငယ်5စင်းဂိုင်းချုပ်ကမွေနှက်လို့ခေါ်တယ်လက်အောက်မှာလူပေါင်း150လောက်ရှိတယ်သူတို့တာမန်အဖြစ်ငွေနှက်ကြောက်ဆောင်မှာစိုက်ကတ်ထားတယ်အဲ့ဒီနေရာကဒီကနေတိတ်မဝေးဘူးလေပြေနဲ့2ရက်သွားလို့ရတယ်2ရက်ခီးဒီတင်မောပြန်မရောက်တာသူတို့သိရင်မကြခင်လူလွတ်လာရှာမယ်သူတို့ဘလောက်ကြာရင်သိမှာလဲကျွန်တော်တို့ဒီထွက်လာတာကရေချိုနဲ့လူရက်လို့ရတဲ့ငါးဖန်တင်မောတွေရှာဖို့9ရက်နေရင်ငွေနှက်ကြောက်ဆောင်ကိုပြန်မယ်လို့သတ်မှတ်ထားတယ်9ရက်လားဒါဆိုရင်ကျွန်တော်တို့မှာရက်အနည်းငယ်ပဲကြံတော့တာလား9ရက်မပြန်ရင်သူတို့လူလွတ်လာရှာမယ်9ရက်အလုပ်တွေအများကြီးလုပ်ဖို့လုံလောက်တယ်ခင်ဗျားတို့တင်မောပေါ်မှာတင်မောပြုပြင်တတ်တဲ့သူဘယ်သူလဲသူ့နာမည်ကဟူလော့စ်အရင်ကတင်မောဆရာတယောက်နောက်မှအကျွေးတွေနဲ့ဖမ်းခံရတယ်ငယ်သူထေးကယ်ပါဦးကျွန်တော်စေတနာလျောက်ပင်လေဓာပြမဟုတ်ဘူးကျွန်တော်တင်မောပြုပြင်တတ်တယ်တင်မောကတ်တတ်တယ်ပုံတွေလည်းဖတ်တတ်တယ်မင်းတင်မောစောက်တတ်လားတင်မောငယ်ဆိုရင်စောက်တတ်တယ်တင်မောကြီးဆိုရင်ပြုပြင်တာပဲပါဝင်ဖူးတယ်စောက်တတ်တယ်လို့မပြောရဲဘူးလုံလောက်ပြီကျွန်တော်ငယ်သူထေးအတွက်အလုပ်လုပ်ချင်တယ်အသက်ပဲကယ်ပေးပါဦးချမ်းသာပင်လေဓာပြတွေရဲ့စကားကိုအကုန်မယုံနဲ့ကျွန်တော်သိတယ်ဒီနေ့ကစပြီးမင်းဟာတင်မောချင်းအဖွဲ့မှာပါတယ်ရိုးတအလုပ်လုပ်ရင်ထမင်းစားရမယ်ဒဏ်ရာဆေးရမယ်တကယ်လားလိမ္မာမှုလုပ်ရင်ငါမတက်ဘူးမင်းကိုပင်လေကန်းဆက်မှာဆွဲထားပြီးရေတက်လာတာကိုမင်းကိုယ်တိုင်ကြည့်ခိုင်းမယ်ကျွန်တော်မရဲဘူးငယ်သူထေးရဲ့ခမားရဲ့နီလန်းကပိုချောက်ချားစရာကောင်းတာပဲငွေနှက်ကိုင်းက9ရက်အကြာမှပုံမမှန်တာကိုစတင်သိလိမ့်မယ်သူတို့တင်မောငယ်လွတ်ပြီးစစ်ဆေးရင်9ရက်ဒါမှမဟုတ်10ရက်လောက်မှရောက်လိမ့်မယ်ဓာတ်ရိုက်တင်မောကြီးလွတ်ရင်10ရက်လောက်ကြာမယ်ကျွန်တော်တို့တိုက်ပွဲအတွက်ပြင်ဆင်ရမယ်ပထမနေရမြင့်မယ်ဒုတိယမြောင်းပုံနဲ့အောင်တူးမယ်တတိယတန်ကြောက်စုနဲ့ဒူးလေးတွေလုပ်မယ်ဒူးလေးလားသူတို့ပင်လယ်ကနေလာတယ်ကမ်းပေါ်မတက်ခင်မှာကျွန်တော်တို့မှာဝေးပြက်လက်နက်တွေရှိရမယ်ဒူးလေးလုံနိုင်ရင်ကန်းဆက်ကိုကာကွယ်ဖို့ပိုလွယ်သွားမယ်စတုထတင်မောချင်းဆောက်မယ်တင်မောချင်းဆိုတာဘာလဲတင်မောပြုပြင်တဲ့နေရာပဲဒီနေ့ကစပြီးပင်လယ်ကန်းဆက်မှာမြေတကွက်ကိုတစ်သားတိုင်နဲ့ကြောက်တုံးတွေနဲ့ခြံကာထားမယ်ဦးလော့စ်ကတင်မောကိုရဲ့တိဆောက်ပုံကိုရှင်းပြမယ်လူ6ကမှတ်တမ်းယူမယ်ကျွန်တော်မှတ်တမ်းယူရမှာလားငယ်တထေးလေးကျွန်တော်မိဖို့မှုတ်တာကိုပို့လုပ်ချင်တယ်ဒါတွေမရေးချင်ဘူးနောက်မှပင်လယ်ထွက်ချင်ရင်တင်မောကိုနားလည်ရမယ်9ရက်အကြာမှမွေနှက်ကိုင်းပုံမမှန်တာတွေ့လိမ့်မယ်သူတို့လာပါစေမင်းမှာယုံကြည်မှုရှိလားမရှိဘူးဒါပေမဲ့ကျွန်တော်တို့နေတိုင်းမနေ့ကထက်ပိုအားကောင်းတယ်ဒီနေ့ကျွန်တော်တို့မှာတန်ပစိန်တစ်ချောင်းပဲရှိတယ်မနက်ဖြန်မှာတန်ကြောက်စူးဆယ်ချောင်းရှိလိမ့်မယ်ဒီနေ့တင်မောဖြုတ်တက်ရုံပဲမနက်ဖြန်တင်မောပြုပြင်တက်လိမ့်မယ်သူတို့နောက်ကျလေကျွန်တော်တို့အနိုင်ရနိုင်ခြင်းများလေပဲပြောကောင်းပြောတယ်တင်မောအရှိတောင်ဘက်ကတင်မောလူဆယ်ကျော်ပဲဒါစူးစမ်းတင်မောနောက်မှတင်မောကြီးတွေတေချာရှိမယ်အရင်ကင်တော့အစီအစဉ်အတိုင်းလုပ်ဒီမှာပဲလူ6တို့ရဲ့တင်မောပြန်မရောက်တာဒီကျုံးပုံမှာနှောက်နှေးနေတာဖြစ်မယ်ဖြစ်ရဆိုတစ်ခုခုရှိလို့လားပြည်နင်တန်ခံတွေကဘာဖြစ်နိုင်မှာလဲဒီမှာပစ္စည်းကောင်းတွေရှိလို့ပြန်မလာချင်ကြတာဖြစ်မယ်ကြည်စမ်းအားနေတဲ့ကောင်တွေပဲဖြစ်ပုံးခုတိုက်ခိုက်တာလားစုပ်ကြနောက်တလန်းဆိုရင်မင်းလေပင်ကိုပြစ်မယ်နောက်များကလွဲမှာမဟုတ်ဘူးကျွန်တော်
ကျွန်တော်လက်နက်ချတယ်နောက်ထပ်တင်မောတစင်းငယ်တထေးလေးဒါကမွေးနှက်ကိုင်းကကျွန်တော်တို့ကိုပစ္စည်းထပ်ပို့တာလို့တတ်မှတ်လို့ရမလားဒါစူးစမ်းတင်မောပဲတကယ်တင်မောကြီးတွေမကြခင်လာလိမ့်မယ်နောက်ထပ်ဘယ်လောက်ကြာအောင်မလဲကျွန်တော်တို့ကအရင်လာစူးစမ်းတာပါအကြီးကြီးကနောက်မှာ2ရက်အတွင်းရောက်မယ်2ရက်အတွင်းမွေးနှက်ကိုင်းရဲ့တင်မောကြီး3စင်းလုံးရောက်လိမ့်မယ်2ရက်လုံလောက်တယ်ငယ်တထေးလေး2ရက်နဲ့ဘာလုပ်နိုင်မှာလဲတင်မောကိုရေတိမ်ပိုင်းစီဆွဲတင်ပါရွက်တွေဖြုတ်ကြောက်စုဖြုတ်စီယူပါနောက်ပြီးစားချမ်းငါးစီမိသွေးမုံတွေအကုန်ထုတ်ပါချမ်းသာမင်းနောက်ထပ်ဘာလုပ်မှာလဲလက်ဆောင်ကြီးတစ်ခုလုပ်မယ်ငွေနဲ့ကိုင်းရောက်လာရင်သူတို့ကိုမိုးပေါ်တင်လိုက်မယ်ချမ်းသာကျွန်တော်တို့အခုစုစုပေါင်းတိုက်နိုင်တဲ့လူကဒါစင်နဲ့ချီပဲဒူးလေးနဲ့တနက်ရှိပေမဲ့တင်မောကြီး3စင်းကိုမတားနိုင်ဘူးလေမတားနိုင်ရင်လည်းတားရမယ်တားရမှာပေါ့ဒါပေမဲ့မိုက်မဲစွာစောက်မနေနဲ့ငွေနဲ့ကိုင်းကအရှိတောင်ဘက်ကနေလာတယ်ကမ်းပေါ်တက်ချင်ရင်နေရာ2နေရာပဲရှိတယ်တနေရာကကြောက်ဆောင်ကန်းဆက်တင်မောတင်မိလွယ်တယ်နောက်တနေရာကဒီရေလက်ကြားပေါ့သူတို့အများအပြားကမ်းပေါ်တက်ချင်ရင်ရေလက်ကြားကိုပဲဖြတ်ရမယ်ဒါကြောင့်ကျွန်တော်တို့ကမ်းပေါ်မှာမဆောင်ဘူးကမ်းပေါ်မှာမဆောင်ရင်ဘယ်မှာဆောင်မှာလဲရေထဲမှာမနေ့ကတိမ့်လိုက်တဲ့တင်မောငယ်တွေကိုဆွဲသွားပါတင်မောကိုယ်ထဲမှာထင်းချောက်ငါးစီမိသွေးမုတ်စားအိတ်တွေထည့်ပါအပြင်ဘက်ကိုငါးစီလောင်းပါပြီးရင်ကြိမ်လုံးကျိုးနဲ့ဥတီချက်တက်မှတ်ပါငယ်သူထေးရဲ့ခမားတင်မောမိရှုမှာလားမိတင်မောပေါ့တင်မောနဲ့ဝင်တိုက်မှာလားတိုက်တာမဟုတ်ဘူးသူတို့ကိုရှုပ်ထွေးအောင်လုပ်မယ်ငွေနဲ့ကိုင်းမှာတင်မောကြီး3စင်းရှိတယ်ရေလက်ကြားအနီးရောက်ရင်အရှိန်တိတ်မမြန်ဘူးမိတင်မောတွေကဒီရေနဲ့အတူစီးဆင်းသွားရင်သူတို့ရှောင်ရမယ်ဒါမှမဟုတ်တိုက်မိမယ်သူတို့ရဲ့ပုံစံပြတ်သွားရင်ကျွန်တော်တို့မှအခွင့်ရေးရမယ်မိတင်မောမတိုက်မိရင်ကောဒါဆိုရင်ရေတိမ်ပိုင်းပြတ်မှတ်ရှိသေးတယ်ဒီရေကြားတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးထပ်အောင်ချွန်ထားတဲ့တစ်တိုင်တွေကိုရေအောက်မှာမြုပ်ထားပါဒီရေတက်လာရင်မမြင်ရတော့ဘူးငယ်တထေးလေးဒီတစ်တိုင်တွေကတင်မောကိုတကယ်ဖောက်နိုင်မှာလားတင်မောကြီးကဖြင်းညင်းစွာဖြစ်သွားရင်ဖြစ်ချင်မှဖြစ်မယ်ဒါပေမဲ့ထိတ်လန့်ပြီးလှဲ့မိရင်တင်မောအောက်ခံတိုက်မိရင်ပေါ့ရင်ရေဝင်နေပြင်းရင်ပိတ်မိသွားတယ်ကျွန်တော်တို့လိုချင်တာပိတ်မိသွားတာပဲကြောက်လားကြောက်တယ်ကြောက်တာကပုံမှန်ပဲဒါပေမဲ့ကြောက်ရင်လည်းတိုက်ရမယ်ကျွန်တော်သားလိုပဲတင်မောကြီး3စင်းလူ6ကအလားအတာတွေဒီလိုနေရာမျိုးမှာတည်နေကြလိမ့်မယ်အကြီးကြီးကျွန်းပေါ်မှာတနက်ရှိပုံရတယ်စိတ်ဝင်စားစရာပဲကန့်ကတ်တယ်ယောက်ျားတွေတဝက်တက်ဖြစ်ကြံတဲ့သူတွေဖမ်းပြီးအလုတ်ခိုင်းမိန်းမတွေနဲ့စားအကုန်ယူငယ်တထေးလေးမလွတ်ရသေးဘူးလားသူတို့ကန့်ကတ်တော့မယ်မီးထိုးတင်မောပြက်တွေမြင်လှဲ့ကွက်မိုက်တယ်နားမကပ်ပါစေနဲ့တင်မောရေဝင်နေပြီမြားပြစ်မြော့သမားကိုပြစ်ကမ်းပေါ်တက်ကြဆန်းသူတို့ကိုကျင်းနေစင်းပါစေဘိုလ်ချုပ်ကိုအရင်ဖမ်းမင်းကဒီလူတွေရဲ့ကောင်းဆောင်လားမင်းကိုတတ်မဲ့သူအိုးကြီးခရင်းတော်ကြီးတာပဲအကြီးကြီးတေပြီးငွေနဲ့တေပြီးလက်နက်ချရင်အသက်မတက်ဘူးစက်တိုက်ရင်တေတံပေးမယ်လက်နက်ချရင်မတေဘူးမိတင်မောအကျွင်းကြံတွေကိုမနီးနဲ့မိကုံမရှင်းပါတင်မော3စင်းကိုစောင့်ကြည့်ဖို့လူလွတ်ပါဆွဲတင်လို့ရရင်ဆွဲတင်အကုန်ဖမ်းဆီးထားပါတီးခြားထိမ့်သိမ့်ပါအဖေရဲ့ခမားတန်ရရတယ်အရေးပြားတန်ရပဲမစိုးရိမ်ပါနဲ့အရင်ဆေးထည့်ပါအခုကျုံးပေါ်မှာခမားဧကရစ်ကိုနားမထောင်ရဘူးဆရာဝန်ကိုပဲနားထောင်ရမယ်အကိုကြီးချမ်းသာပြောတာမှန်တယ်ချမ်းသာဒီတိုက်ပွဲပြီးရင်အနီးနားပင်လယ်ဧရိယာမှာငွေနဲ့ကိုင်းပြတ်သုံးသွားပြီဆိုတာလူတိုင်းသိလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့ပုံမြန်လုပ်ရမယ်နောက်ထပ်မြန်အောင်မလားငွေနဲ့ကိုင်းပြတ်သွားတာနဲ့ပင်လယ်ပေါ်မှာလုံခြုံသွားတယ်လို့မဆိုလိုဘူးသူတို့နှစ်ပေါင်းများစွာလူရက်ခဲ့တာနောက်ခံအင်အားစုတွေလည်းရှိနိုင်တယ်သတင်းပြန်သွားရင်ဘသူကငွေနဲ့ကိုင်းကိုတိမ့်လိုက်တာလဲဆိုတာသိကျင်လာလိမ့်မယ်ချမ်းသာပြောတာမှန်တယ်ဒီတပွဲနိုင်လိုက်တာနဲ့ပြီးဆုံးသွားတာမဟုတ်ဘူးအစပဲမနှက်ဖြန်ကစပြီးကူကျုံးကိုအပြေးအဝတိုးချက်ဆောက်လုပ်မယ်အကျဉ်းသားတွေကိုအဖွဲခွဲပြီးအလုတ်စေခိုင်းမယ်လိုက်နာခြင်းတဲ့သူတွေကိုအလုတ်သမားစခန်းနဲ့ထဲ့မယ်မလိုက်နာခြင်းတဲ့သူတွေကိုစက်ထိန်သိမ့်မယ်တင်မောချင်းကို3ဆတိုးချက်မယ်ဒီတင်မောတွေကိုအချိန်တိုအတွင်းပြုပြင်ရမယ်ငယ်တထေးလေးပြုပြင်ပြီးရင်ကောပြုပြီးရင်ကျွန်တော်တို့ဟာဂူကျုံးပေါ်မှာပိတ်မိနေတဲ့သူတွေမဟုတ်တော့ဘူးဒီပင်လယ်ဧရိယာရဲ့တခင်အစ်စ်တွေပဲကြည့်ရှုပေးတဲ့လူတစ်ယောက်ချင်းစီကိုအထူးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုအစ်စ်လေးတွေနဲ့ပြန်လာခဲ့ပါမယ်